ကျွန်တော်တို့ငယ်တုန်းကအမတ်တရများစွာရှိခဲ့တဲ့ enemy series တစ်ခုဖြစ်တဲ့ Naruto series ဟာဆိုလို့ရှိရင်အခု Mobile Legends နဲ့ collaboration လုပ်ခဲ့ပြီးဖြစ်ပါတယ်ဒီ event ဆိုလို့ရှိရင်ကျွန်တော်ပါဝင် player တော်တော်များများအိမ်မက်မက်ခဲ့ရတဲ့ event တစ်ခုဖြစ်တယ်အဲ့ဒီအတွက်ကြောင့်ကျွန်တော်ကနေပြီးတော့ဒီ event skin တွေအကုန်လုံးကိုတုံးပြီးတော့ video 5 ပုတ်လုပ်သွားမှာပဲဖြစ်ပါတယ်အခုပထမအဆုံးအနေနဲ့ main character ဖြစ်တဲ့ Naruto ကိုအရင်ဦးဆုံးလုပ်လိုက်ရအောင်ကဲဒါဆိုလို့ရှိရင်ကျွန်တော်တို့ Mobile Legends ရဲ့ official trailer လေးပြီးရတဲ့ video လေးကိုစလိုက်အောင်လိုပဲငါသိပြောတဲ့ကောင်းလေးအလုံးပဲမှတ်ထားတယ်ကြားပြီးတော့ဆွေးနေတာလားကွာသိပြန်ပြီးပဲဘယ်နဲ့ပြောရင်လို့ခွဲရတဲ့တော့တဲ့ကောင်းလေးကွာကြားပြီးတော့ဆွေးနေတာမင်းလားတပြင်းနဲ့မင်းတပြင်းနဲ့မင်းဘာလို့တင်အောင်နေတာအားလားဘာတို့ရအောင်လားကောင်းတယ်ဒီလည်းတစ်ဖက်မှာချိုးတဲ့ပါထိုင်ပြီးပြတဲ့ငါထိုးဆောက်ပါကိုဘာဒီရမ်းချေဝါသူလာပြီးတော့နေလို့ဆုံးချင်နေလို့တော့ခေါ်တဲ့ဆောက်ပါကိုဒီလာတော့ငါဟာ editor ဟိုနေ့ကအကျွေးတစ်ထောင်ပေးဖို့ကြံသေးတာနဲ့ပဲဗီဒီယိုကလေးတွေရှောက်ထည့်လိုက်ပါတယ်တဲ့ Oh my god sorry မှားတော့တာဗီဒီယိုကလေးကဲဒီမှာဆိုလို့ရှိရင်ကျွန်တော်က Naruto ကိုထုံးစံတိုင်းပဲလူကတ်ကိုပေါ့နော်ကျွန်တော် hyper ဆော့မယ်ဆိုတဲ့အတွက်ကြောင့် petty fan လိုက်အောင်ပဲပေါ့နော်ပတ်ဖန်ပြီးလို့ရှိရင်ပြန်လာခဲ့ပါမယ်မီလီခဏလောက်ပိတ်လိုက်ပါအောင်မီးပိတ်လွန်ပြီးတော့မီးပါပြတ်သွားတဲ့အခါမှာတော့ကျွန်တော်လည်း first starter ပတ်တဲ့အထိ level 4ပဲရှိသေးတယ်အဲ့အတွက်ကြောင့်မလို့ starter ကို enemy ဘက်ကလင်းမလာခင်အရင်လောက်အောင်ပဲပေါ့နော်လင်းကကျွန်တော်တို့ Tamaso play ဖာညာနဲ့ပေါက်လိုက်လို့ရှိရင် starter ရနိုင်တယ်အဲ့အတွက်ကြောင့်မလို့ပြောရင်ဆိုရင်လည်းလာပြီးကွာ Tamaso play ကြော့ retreat အားအောင်မ retreat မပေါက်ဘဲနဲ့ဘာလုပ်တာတော့ကောင်လေးကခုမှတော့မပြေးနဲ့လေကွာလာကျင်တိုင်းလာပြီးပြန်ကျင်တိုင်းပြန်အောင်မင်းဖေအိမ်မဟုတ်ဘူးကွာမီနီမန်ထဲမှာဆလီနာလေးတွင်းလေးနဲ့ဟေးခုတော့မှဖုန်းပြောင်းပြီးတော့ဘီချူဖုန်းနဲ့ပြစ်လိုက်လို့ရှိရင်တော့တေလောက်တယ်ထင်တာပဲရော့ကွာရောင်အလွင့်ကြီးပဲရော့ဒါတစ်သက်ကြံသေးရ retreat ပေါက်တက်လိုက်တော့မယ် AC လေးပဲငါးကောင်နေတားတဲ့ဘက်ထဲလာကြွိုင်းညောင်ဟာဟိုဘက်ကအိုးလိုက်ကြီးလာတော့မှဟေးရောင်နေငါထင်းတဲ့အတိုင်းမင်းကွာဟေးရောင်လာပေါင်းဟာအိုတင်းလို့ခုရမဖောင်နဲ့ပေါက်တာတော့မရဘူးကဲမင်းတို့ဘယ်ပြေးမှာတော့ငါခုရမဖောင်ပြောင်းပြီးသွားပြီမင်းတို့ပြေးထိုးနိုင်ရှိလို့လားလို့ဟေးရောင်နေရရော့တစ်ကောင်နောက်တစ်ကောင်ရောင်ဘယ်ကောင်းကိုတော့အောင်ဒီကောင်းပဲတော့မှာဟိုကောင်းပဲတော့မလားမမိတော့ကွာဘယ်ကောင်းမှလိုက်လို့မရတော့ပြန်ပြီးတော့ဖမ်းတာပဲကောင်းနေပြောရင်ဆိုရင်တက်တာတဲ့ဘက်တည်းလဲရောက်လာပြီပေါ့နော်ဒီကြားထဲမှာလဲကျွန်တော်ခြုံခိုတိုက်ခံရပြီးတော့ဟိုကောင်ဒီလက်ချက်နဲ့တေးသွားခဲ့တယ်ဒါပေမဲ့ဒီတစ်ခေါက်ကတော့ရင်လို့မရတော့ဘူးဟိအောင်နေရငါလည်းပဲ17ရောက်ဝင်မင်းတို့ဘယ်ပြေးမှာမင်းတို့3ကောင်လည်းပြီး4ကောင်လည်းပြီးအကုန်ပြီးတယ်ကွာနိုင်ရိုဆိုတော့ဟိအောင်စူပါမန်ရော့အမှ2ကောင် double keyလင်းရထွေးဖို့ကေဟိအောင်ဘယ်ပြေးမှာဘယ်ပြေးကျင်တာတော့မင်းကထွေးဖို့ကေ AC လေးပဲနော်ဒီဘက်က Robert လေးတကောင်နဲ့တနာပါလေကွာစားပေးလိုက်အောင်ပါဟာရောင်လင်းကဘာလာလောက်တာလဲလို့မင်းကဘာလောက်ချင်တာမပြေးနဲ့လီမင်းအခုမှဟာရောင်တမဆော့ပလိတ်တွေပါပေးတာရောင်ရော့ကွာအေးမင်းပြေးတာမြန်သွားရင်တော့ဒီဘက်ကဘဲမိုးပဲဒေါ်လာကြီးပုံချလိုက်တော့မယ်ရော့အေးမေဂါကေပြီးဟာရောင်ဘာလောက်တာတုံးဆလီနာကရော့ငါတယောက်လုံးရှိတာ double k AC လေးပဲနော်ကဲဒီနေရာမှာဆိုရင် magic damage ကို win channel ကတဲ့ YouTuber ကြီးဖြစ်တဲ့မောင်အိုရင်ရဲ့ last one ကိုတွေ့မြင်ရမှာဖြစ်ပါအဲ့မှာ win ထိုးပါပြီ flicker ကြီးနဲ့တေသွားပါတယ် enemy တော့မဟုတ်ပါဘူးကဲကျွန်တော်တို့လည်းခွေးပြေးသွားပြီးပြန်ပြေးရပြီပေါ့နော်ဒါပေမဲ့ဘယ်သူလဲကင်ထားတာကစီးနေရဲ့လူကတ်လေးရော့အဲ့မှာဘီချူဖုန်းနဲ့မထီးဘူးမလားမထိလည်းရတယ်မင်းတို့စုနေတာငေါ့မကြောက်တာရော့အမှ Triple K AC လေးပဲကွာဝိုက်အောင်တော့ဖြစ်သွားခဲ့ပြီအဲ့လိုမျိုးသူမန်းတာဝါတဲ့အထိဝင်ပြီးတော့ Superman လုပ်ပြီးလို့ရှိရင်နိုင်သွားခဲ့ရင်အဲ့လိုမျိုး recall ကိုပြပေးတတ်ရတယ်ဘာဖြစ်လို့လဲဆိုတော့အနီဘက်ကဆလီနာကျွန်တော်တို့လီတိုက်ထားလို့ပါကျွန်တော်တို့အကြောင်းရင်းမရှိဘဲနဲ့မပြပါဘူးကဲဒီမှာဆိုရင်တော့ကျွန်တော်တို့ကကိုဘက်က၄កောင်လုံးတိတ်နေတာဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့လိုရပြီပေါ့နော်တကောင်ကလည်းပြောင်းနေဘယ်မှာတော့ထွက်လာတယ်မထွက်လာရဲတော့လားဟာခုမှထွက်လာဘဲမိုးမှာလက်တကြီးပါလေဟေ့အောင်နေအဲ့တော့အေးကဲဒီနေ့မှာဆိုရင်တော့ကျွန်တော်တို့ Naruto event ရဲ့ပထမဦးဆုံးဗီဒီယိုဖြစ်တဲ့လူကနဲ့ Naruto
စကင်ကင်သွားတဲ့ဗီဒီယိုကတော့ဒီမှာပဲအဆုံးသတ်သွားပါပြီ victory နဲ့အဆုံးသတ်ပါတယ် MVP လည်းရပါတယ်ကဲနောက်ရင်ကြလို့ရှိရင်ရောခါချီကင်ပြရမလား Sasuke ကင်ပြရမလား Sakura ကင်ပြရမလား Gaara ကင်ပြရမလားဘယ်ဟာကင်ပြရမလဲဆိုတော့ကိုမှတ်ခဲ့ပေးပါအရင်ဦးဆုံးမှတ်ထားတဲ့လူရဲ့ကင်ပြခိုင်းတဲ့ဟာကိုကင်ပြပါမယ်ပြီးရင်ကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လေးနှိပ်ပေးခြင်းဖြင့်ကူညီအားဖြစ်ပေးလို့ရပါတယ်ဆိုတဲ့အကြောင်းပြောကြရင်းနေပဲဒီနေ့ဗီဒီယိုလေးကတော့ဒီမှာပဲညီကုန်းချုပ်အပ်ပါတယ် see you guys in a video